အခုဖူးမြော်နေရတဲ့နေရာကတော့အာနိမိတ်တတတ္တဟခေါ်ဒုတိယတတ္တဟဖြစ်ပါတယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ဟာရပ်တော်မူလျက်ဘောဓိပင်နဲ့ရွှေပလင်ကိုမမိတ်သောမျက်စိနဲ့ကြည်ပြီးတော့ခုနှစ်ရက်ပတ်လုံးဖလားသမဘတ်ကိုဝင်စားတော်မူခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်အခုဖူးတွေ့နေရတဲ့နေရာကတော့အာနိမိတ်တတတ္တဟလို့ခေါ်ဆိုခဲ့ပါတယ်ကဘာတိပါရမီတော်တွေကိုဖြည့်ဆည်းပြီးဘုရားပြည့်စုံရောက်ရှိတော်မူခဲ့တဲ့တရားရင်းဖြစ်တဲ့အတွက်ဒီမဟာဝိညာဉ်ဝင်တဲ့ရှင်ပရိရဲ့ကျေးဇူးတော်အနန္တကိုညာနဲ့ဆင်ញင်သောတော်အဖြစ်ဖတ်ရပြီးမမိုက်မတော်သောမျက်လုံးတော်ဖြင့်ကြည်ရှုတော်မူခဲ့ခြင်းပဲဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့နေရာကတော့တတ္တိယမြောက်တတ္တဟဖြစ်ပါတယ်အပရာဇိတာပလင်တော်နဲ့အာနိမိတ်တအကြားအရှိအနောက်ယရနာစည်းညံတော်ကိုဖန်ဆင်းကခုနှစ်ရက်တိုင်းတိုင်းစည်းညံကြွား၍ဖလားသမဘတ်ကိုဝင်စားတော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာကိုနံပါတ်3အနေနဲ့တတ္တိယတတ္တဟဇင်္ဂမတတ္တဟလို့လည်းခေါ်ဆိုတာပဲဖြစ်ပါတယ်တတိယတတ္တဟာသံချိန်ဝေးအခုရောက်ရှိဖူးမြော်နေတဲ့နေရာကတော့စတုထတတ္တဟဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့အနောက်မြောက်ရက်နတ်တို့ဖန်ဆင်းအပ်သောယရနာကရရွှေရင်တော်မှာမြတ်စွာဘုရားသည်ဖလားသမဘတ်ချမ်းသာကိုခုနှစ်ရက်ပတ်လုံးခံစားရင်းအဘိဓမ္မာခုနှစ်ကျမ်းကိုရွှေဉဏ်တော်ဖြင့်ဆင်ခြင်သုံးသပ်တော်မူခဲ့ပါတယ်ပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်သုံးသပ်တော်မူတဲ့အခါမြတ်စွာဘုရားသခင်ကိုယ်တော်မှာရောင်ကြီးတော်6သွေပေါ်ထွန်းတော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာဟာယရနာကရတတ္တဟလို့ခေါ်ဆိုတဲ့စတုထတတ္တဟပဲဖြစ်ပါတယ်ကမ္မသင်္ကန်းရဝိပညာကရာဇပုဂ္ဂလပညာကြကထာဝိနုကြယမကျပဋ္ဌာန်းကျမ်းရဲ့ဘိဓမ္မာခန္ဓာကျမ်းရှိပါတယ်အဲဒီဘိဓမ္မာခန္ဓာကျမ်းကိုဆင်ញင်သုံးသပ်ရမှာရှင်းဘိဓမ္မာထောက်ကျမ်း